အညှိုးထားတယ်အာဃာတထားတယ်ဆိုတာကို English လို့ဘယ်လိုပြောမလဲ Hi everybody, welcome to the English. Today I'm going to share a new vocabulary for you. So if you're ready, let's get started. Teacher ဒီနေ့ vocabulary အသစ်တစ်လုံးလောက် sharing လုပ်ပေးချင်ပါတယ်မြန်မာလိုဆိုလို့ရှိရင် teacher တို့ကအညှိုးထားတယ်အာဃာတထားတယ်ဆိုပြီးပြောကြတယ်ပေါ့နော် So in English we say hold a grudge.Hold a grudge ရဲ့အဓိပ္ပာယ်ကတော့တစုံတစ်ယောက်ကိုကအညှိုးထားတယ်ဆိုတဲ့အဓိပ္ပာယ်ထားပါတော့ကိုယ့်ရဲ့စိတ်ထဲမှာတစုံတစ်ယောက်ကိုနာကြီးချက်ကြောင့်မလို့ပဲဖြစ်ဖြစ်မကျေနပ်ချက်ကြောင့်မလို့ပဲဖြစ်ဖြစ်အချိန်အကြာကြီးမုန်းနေတာမျိုးเนาะဒီလိုမျိုးမကျေမနပ်ဖြစ်နေတာမျိုးဒါမျိုးဆိုလို့ရှိရင်အာဃာတထားတယ်နာကြီးချက်ထားတယ်ဆိုပြီးပြောကြတယ်အင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ဒီချက်တို့က hold a grudge လို့သုံးပါတယ် Okay so for example don't hold a grudge forever it's just like a poison for you So, I hope you get it very well. Thank you so much for watching today. See you next time.